အားလုံးပဲမင်္ဂလာပါနော်ဝါကော်လက်ရှင်ကချင်လုံးညီမန္တလေးရပါနော်ဆိုင်လိပ်စာလေးကတော့လမ်း60-33နောက်မှာဖွင့်လှစ်ထားပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာပြီးလို့ရပါတယ်ရှင်လက်လီလက်ကလိုချင်သူများလည်းဆက်တွဲမှနိုင်ပါတယ်ပစ္စည်းစုံဒီဇိုင်းစုံကိုတနေရာထဲမှာရနိုင်တဲ့ဝါကော်လက်ရှင်မှာရှင်ဈေးနှုန်းတူတဲ့နှစ်ထည်ကိုတွဲပြပေးထားတယ်ရောင်လိုင်းလည်းမတူဘူးလို့အစင်လည်းမတူတဲ့နှစ်ထည်ကိုတွဲပြပေးထားတယ်ဈေးနှုန်းကတော့ပဝါပါ1ဆက်အုပ်ကို4,300,800နော်4,300,800မှာကော်ဖီရောင်ညွညွလေးသွားပါမယ်အရန်ကိုလာတဲ့အရောင်ဆက်ပါလက်ကိုမှအဆန်ခွဲထားတဲ့လုံးဝဂျက်ပြင်အပြည့်ခတ်ထားတဲ့ဒီဇိုင်းမှာပဝါပါ1ဆက်အုပ်ကို4,300,800ကျပ်ပါဒါလေးကတော့မြေကြီးရောင်လိုင်းလေးကိုမှတုံးလေးကတော့ဒီလိုအပြည့်ကျစ်လေးတချို့ကျတော့ဒီလိုလက်တုံးလေးဒီမှာကြိုက်ပါတယ်နော်ဒီဟာလေးကတော်တော်လာတယ်နော်ဒီရောင်လေးကိုကော်ဖီလေးကအရောင်လာဒါလေးကမြေကြီးရောင်ပေါ်ပေါ်နေလာတမျိုးစီလာနော်နှစ်ထည်လုံးချစ်စရာကောင်းတဲ့ထည်တွဲပြပေးထားတယ်ဈေးနှုန်းကတော့4,300,800မှာကြိုက်တာကို screenshot လေးရိုက်ပြီးတော့မှစီမံမေးပေးပါ page messenger အနေနဲ့ဆက်သွယ်မှာနိုင်တယ်လို့ Viber number 3995953800မှာလည်းဆက်သွယ်မှာနိုင်ပါတယ်ရှင်ကျေးဇူးပါ